အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ view ဝိုင်းဖြစ်ပါတယ်ဒီနေ့မှာတော့ဒီလို view တွေဒီလို follower တွေမရှိဘဲနဲ့ကျွန်တော် keyword ဘောင်ကိုဘယ်လိုယူမလဲဆိုပြီးတော့ကျွန်တော်ပြပြအောင်ဖြစ်ပါတယ် keyword မဖြစ်ဘဲနဲ့ keyword ဘောင်ကိုယူမလို့ဆိုရင်နီလန့်တစ်ခုပဲရှိရပါတော့အဲ့ဒါကတော့ကျွန်တော် hack တာပဲဖြစ်ပါတယ်ဆိုတော့ keyword ဘောင်ကိုဘယ်လို hack မလဲဆိုတော့ကျွန်တော်ပြပြအောင်ဖြစ်ပါတယ်ဒီနေ့ကတော့အဲ့တော့ကျွန်တော် video လေးကိုစားလိုက်မှာပေါ့နော်ဆိုတော့ keyword ဘောင် hack ဖို့ဆိုရင်ကျွန်တော်ရင်ဆုံးဒီဘောင်လေး3ခုတော့လိုပါတယ် bra တို့မှာဒီဘောင်လေး3ခုထဲကတစ်ခုတော့ရှိဖို့လိုပါတယ်ပေါ့နော်ဆိုတော့အပေါ်ဆုံးကဘောင်လေးကတော့လူတိုင်းမှာရှိလောက်မယ်လို့ထင်ပါတယ်ဆိုတော့အောက်ကဘောင်တစ်ခုကတော့မသေးချဘူးပေါ့နော်ဘာလို့လဲဆိုတော့အောက်ကဘောင်တွေက on player တွေမှာပဲအများဆုံးရှိတာပေါ့နော်ကဲအဲ့တော့လုံနီလေးကိုကြည့်လိုက်အောင် bra တို့ let's go bra တို့ကအရင်ဆုံးဘာလို့ပြရမလဲဆိုရင်ကျွန်တော် play store မှာဒီ Z-Shiva ဆိုတဲ့ file တွေသွား download ပေးရမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်က Z-Shiva နဲ့စရောက်ပြီဆိုရင်ဒီက permission တွေပေးရမှာပေါ့နော်ဆိုတော့ကျွန်တော်အလောင်းနှိပ်ပေးလိုက်ပြီးတော့ okay နှိပ်ပေးလိုက်ပေါ့နော်ဒီတိုင်းနှိပ်ပြီးတော့ကျွန်တော်ဒီတိုင်းလေးပဲထားပါကျွန်တော်နောက်တစ်စစ်ကိုစမယ်ပေါ့နော်ဒါကတော့ကျွန်တော် Telegram channel မှာတင်ပေးထားတဲ့ keyword ဘောင် hack တဲ့ file လေးပေါ့နော်ဒီ file လေးကတော့ကျွန်တော် Telegram channel မှာ download ရပါတယ်ကျွန်တော် Telegram channel ကတော့ဒီ video ရဲ့ comment အောက်မှာကျွန်တော် Telegram channel link လေးချပေးထားပါမယ်အဲ့ဒီမှာဝင်ပြီးတော့ကျွန်တော် download ရပါပေါ့နော်ဒီတိုင်းမိုက်တဲ့ file လေးလည်းကျွန်တော်တင်ပေးအောင်မလို့ကျွန်တော်ရဲ့ Telegram channel ကိုလည်း join ပေးတော့ bro တို့ပြောချင်ပါတယ်ဆိုတော့ဒီမှာတော့ file ရရင်ပေါ့နော်ကျွန်တော် file ရရင်အဲ့ဒီ file လေးနှိပ်လိုက်ပါ bro တို့ file ရအဲ့ဒီဟာကိုနှိပ်လိုက်တဲ့ချိန်ကျရင်Z-Shiva တခါမှမသုံးဘူးသေးရဲ့လူဆိုရင်အဲ့ဒီမှာ Z-Shiva လေးရွေးပေးလိုက်ပေါ့နော် Z-Shiva လေးရွေးပေးလိုက်ရင်ကျွန်တော်တို့ okay မှုရင်အလောင်းတွေပေါ်ပါမယ်အဲ့ဒါလေးကိုနှိပ်ပေးလိုက်နှိပ်ပေးရင်ကျွန်တော်တို့ Z-Shiva လေးကိုဒီလိုပုံစံနဲ့ရောက်အောင်ပေါ့နော်ကဲ bro တို့ဝင်လိုက်ရင်ဒီလိုပုံစံလေးနဲ့ပေါ်လိုက်မယ်ပေါ့နော် bro တို့မှာဒီလိုပုံစံလေးနဲ့ပေါ်တယ်ဆိုတော့ဒီနားမှာ thought clock ပုံစံလေးနဲ့ပေါ့နော်အဲ့ဒီ file မှာ thought clock ပုံစံလေးနဲ့မြင်လိုက်မယ်ကျွန်တော်မှာတော့ file ရဲ့ပိုင်ရှင်ဆိုတော့အဲ့လိုတော့မပေါ်ဘူးအဲ့ဒီဟာလေး bro တို့နှိပ်လိုက်တဲ့ချိန်ကျရင်ကျွန်တော်ဒီလိုလေးပေါ်လာမယ်ဗျဒီလိုပေါ်လာရင်ကျွန်တော်မျက်လုံးလေးအောက်က extra here ဆိုတာနှိပ်ပေးလိုက်ပေါ့နော် bro extra here မျက်လုံးအောက်ကလည်းဖြစ်ချင်းဖြစ်မယ်မျက်လုံးဟိုးအောက်ကလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဒီ extra here ဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်ပြတဲ့စာလေးနဲ့ဟာကိုပဲနှိပ်ပါအဲ့ဒါလေးနှိပ်လိုက်ပြီဆို bro တို့ password တောင်းလာပါလိမ့်မယ်ကျွန်တော် password ကတော့ကျွန်တော်မှာ Telegram channel မှာတစ်ခါလေးပြောပြတာပေါ့နော် password ကိုဘယ်လိုယူရမလဲဆိုပြီးတော့ဆိုတော့ Telegram channel တဲ့ join မှာ password ယူနေရ bro တို့သိပါလိမ့်မယ်ဆိုတော့ကျွန်တော်က password ထည့်လိုက်မယ်ပေါ့နော်ဒီကမှာကဲဒီမှာကျွန်တော် password ထည့်ပြီးတော့ okay နှိပ်လိုက်တယ်ဆိုတော့ password ထည့်ပြီး okay နှိပ်လိုက်ရင်ကျွန်တော်ဒီပုံမှာပေါ့နော် file လေးတစ်ခုပေါ်လာမယ်ဗျအဲ့ဒီ file လေး bro တို့ကနှိပ်လိုက်ပေါ့နော်အဲ့ဒီ file လေးနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာပေါ့နော် script boundar ဆိုတာဆိုတာလေးပေါ်လာမယ်ဗျအဲ့ဒါလေးနောက်တစ်ချက်စာအုပ်ပဲနှိပ်တော့ bro တို့ဒီနားမှာကြတော့အပေါ်ဆုံးဟာဒီပေါင်လေးအလယ်ကကြတော့ဒီပေါင်လေးဖြစ်ပါတယ်ဆိုတော့ဒီအောက်ကတော့ဒီပေါင်လေးဒီအောက်ကတော့ကျွန်တော်မသိသေးဘူးပေါ့နော်မသိချသေးဘူးဘာပေါင်လဲဆိုတော့အဲ့ဒီအောက်ကတော့ပေါင်တွေအကုန်လုံးကိုကျွန်တော်က keyword ဘောင်တာတွေပဲဖြစ်အောင်လုပ်တဲ့ဟာလားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါတော့ဘာလို့စမ်းချင်စမ်းကြည့်ပါအဲ့ဒီဘောင်3ခုလုံးမရှိတဲ့လူတွေကလေဆိုတော့ကျွန်တော်ကတော့ဒီပေါ်ကဘောင်လေးနဲ့ပဲကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဘောင်လေးကိုတစ်ချက်နှိပ်လိုက်စာအုပ်ပဲနှိပ်ရောဒီနားမှာလာပြီဒီနားမှာဆိုရင်ကျွန်တော် file ကိုနှိပ်ရတော့မှာပြောဒီကအဝါရ file လေးနှိပ်လိုက်ပြီးတော့နောက်တစ်ခုလည်းဒီကလေးပဲနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီနားကစာတစ်ခုခုပေါ့နော်ကျွန်တော်ဖိကြလိုက်ပါဒီကစာတစ်ခုခုဒီနားလေးပဲဖိကြလိုက်ပါနော်တော့အဲ့နာစာလေးဖြီးပြီးတော့ကျွန်တော်ဒီက copy လေးနှိပ်လိုက် copy ဆိုတာနှိပ်ပြီးတော့ဒီအပေါ်ကစာအကြီးကြီးလေးကိုနှိပ်လိုက်အဲ့ဒီကိုနှိပ်လိုက်ပြီးဆိုကျွန်တော်ဒီမှာ device store ဆိုပြီးတော့ပေါ်လာမယ်ဗျဒီက device store ဆိုတော့နှိပ်လိုက်ပါတော့ဆိုတော့အဲ့ device store နှိပ်ပြီးတော့ကျွန်တော်တို့ဒီက Android ဆိုတဲ့ဝင်လိုက် Android တဲ့ဝင်ပြီးတော့ဒီကပေါ်ချက်ချိခက်ကိုလုံးဝသွားမနေရင်တော့ဒါဆိုဒီအောက်ကဒီလိုပုံစံလေးမပေါ်တော့ဘူးဗျအပေါင်းပုံစံလေးနဲ့ပေါ်နေလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင် browser မှာတော့ data လို့ပဲပေါ်မှာဗျာကျွန်တော်မှာ data 1လို့ပေါ်တယ်ဆိုတော့ကျွန်တော်ကတစ်မျိုးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်မှာ mobile legend တဲ့ဝင်လဲ mobile legend တဲ့ file တွေအကုန်လုံးကမရှိဘူးဖြစ်နေတယ်ဗျအဲ့လိုဖြစ်နေတဲ့ browser တို့အတွက်လေကျွန်တော်ဒီလိုပုံစံလေးကိုဘယ်လိုလုပ်လဲဆိုပြီးပြပြမှုမှာပါဆိုတော့ data တဲ့ဝင်လိုက် data 1ပေါ့နော်ကျွန်တော်မှာ browser မှာ data တဲ့ဝင်လိုက်ဒီထဲမှာဆိုရင် browser မှာရှိတဲ့ app တွေပေါ်လာပြီပေါ့နော်ဒီ app တွေထဲမှာ browser က mobile legend ကိုလိုက်ရှာအောင်ပေါ့နော်ကျွန်တော်မှတော့ပုံတွေမပေါ်ဘူး browser မှာတော့ပုံတွေပေါ်ချင်းပေါ်နေလိုက်မှာပေါ့နော် game ရဲ့ပုံတွေအဲ့လိုမျိုး application တွေရဲ့ပုံတွေပေါ့နော်ကျွန်တော်ကတော့ mobile legend ထဲမှာဆိုတော့ကျွန်တော် mobile legend လိုက်ရှာမှာပေါ့နော်ဒီထဲမှာစာပဲပေါ်တဲ့လူတွေကဘယ်လိုပုံစံလေးနဲ့ဘယ်လိုစာလေးနဲ့ပေါ်မလဲဆိုရင်ကျွန်တော်တို့အံပါတဲ့ဟာလေးလိုက်ရှာပါနော်ကျွန်တော်ရှာလို့ရှာနေတယ်ဗျမ AC ပြန်ရောက်လာရဲဆိုတော့ကျွန်တော်ဟိုအောက်ဘက်ကိုပြန်ဆွဲပြီးတော့တေချာရှာကြည့်တယ်ဒီမှာဆိုကျွန်တော်တေချာရှာနေတယ်ပေါ့နော်ကဲဒီနားမှာဆို content mobile.legend ဆိုပေါ်ပြီပေါ့နော်ဒီမှာ content mobile.legend
အဲ့လိုပေါ်တဲ့ဟာကိုကျွန်တော် sound တစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော် fine ဆိုတဲ့စာလေးတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော်ဒီက dragon 2019ဆိုတာလေးနှိပ်လိုက်ပေါ့နော် dragon 2019နှိပ်တော့ဒီတက်ရောက်သွားမယ်ဒီမှာဆိုကျွန်တော် azet ဆိုတာလေးနှိပ်လိုက်ပေါ့နော် azet ဆိုတာလေးနှိပ်ပြီးရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ဒီလိုပုံစံလေးနဲ့ပေါ့နော်အပေါင်းလက္ခဏာပုံစံလေးနဲ့မဟုတ်တော့ဘဲနဲ့ဒီလိုပိတ်ချတဲ့ပုံစံလေးနဲ့ပုံနေတဲ့ဟာကိုတစ်ချက်လေးနှိပ်လိုက်ပေါ့နော်ဒီလိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာပေါ့နော်အမှန်ချစ်လေးချစ်တဲ့နေရာပါမယ်အဲ့ဟာကိုတစ်ချက်နှိပ်ပြီးတော့ဒီက replace ဆိုတာလေးနှိပ်လိုက်ပေါ့နော်အဲ့ replace လေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာပေါ့နော်ဒါပြီးသွားပြီပေါ့နော်ကဲဆိုတော့အားလုံးပဲဆင်ပြေကြမလို့ထင်ပါတယ်ဆိုတော့ brother တို့ဟတ်ထားတဲ့ဘောင်မှာ brother တို့သွားကြည့်ကြည့်ပါဆိုတော့ဆင်ပြေလားဆင်မပြေလားဆိုတော့ကျွန်တော်လာပြောပေးပါနော်ဆိုတော့အဲ့ဒီဘောင်မရှိတဲ့လူတွေကလည်းကျွန်တော်ဟိုးအောက်မှာဘာမှမသိဘူးဆိုတဲ့ဟာကို brother တို့နှိပ်ပြီးတော့ဟတ်ကြည့်ပါဒီလိုပုံစံမျိုးပဲပေါ့နော်အဲ့ဒါကိုဟတ်တာကျွန်တော်ဘောင်တွေအကုန်လုံးမှာ keyword ဘောင်ဖြစ်သွားရဆိုရင်လည်းစိတ်မပူပါနဲ့ဘာမှဖြစ်ပါဘူး keyword ဘောင်က brother တို့ထည့်လိုက်ရပြီပေါ့နော်အဲ့ဒါကျွန်တော်လည်းဘာမှမသိလို့မစမ်းသက်ရသေးပါဘူးကဲဆိုတော့ဒီနေ့ဗီဒီယိုလေး brother တို့ဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့နောက်တဲ့ဒီထက်ကောင်းတဲ့ဗီဒီယိုတွေနဲ့လည်းကျွန်တော်ပြန်တွေ့အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်လည်းဆက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ပြောနော်ဆိုတော့ဘာဖြစ်ပါ brother တို့ကြီး